ပပူဟာကားရနာဖို့အတွက်ရုံးကနေစောပြန်လာခဲ့ပါတယ်အဲ့လိုလုပ်ရတဲ့အကြောင်းရင်းကတော့ဦးလေးထက်အရင်ကားကိုရပ်ဖို့ဖြစ်ပါတယ်ဒါပေမဲ့ဦးလေးကလည်းမလဲရမဟုတ်ပါဘူးသူကလည်းပပူကားရက်တာကိုတားဖို့အတွက်စောပြန်လာခဲ့ပါတယ်နှစ်ယောက်စလုံးအိမ်ကိုဥတီလာခဲ့ကြပြီးမျက်နှာချင်းဆိုင်တွေ့ကြပါတယ်ဒီတော့မိကုန်းကဘသူကအရင်ကားရက်မှာလဲဆိုတာပါပဲဒီတခါတော့ပပူကအနိုင်ရသွားပြီးသူ့ကားကိုကားရက်နာတဲ့နေရာမှာရက်လိုက်ပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူ့ကားရဲ့ဘေးကြည့်မှန်ကကျိုးသွားခဲ့ပါတယ်မနေ့ရောက်တော့ဦးလေးကသူ့ကားထဲမှာထိုင်ပြီးပပူကိုစောင့်နေခဲ့ပါတယ်သူကပပူကားရွှေ့တာနဲ့ချက်ချင်းသူ့ကားကိုအဲ့နေရာမှာရက်ဖို့စီစဉ်ထားပါတယ်ဒါပေမဲ့ပပူကဒီတခါပိုပြီးပါနဲ့သွားပါတယ်သူကသူ့ကားနဲ့မသွားပဲသူ့ငယ်ချင်းကားနဲ့ရုံသွားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကားရွှေ့တာနဲ့ဦးလေးကချက်ချင်းသူ့ကားကိုအဲ့နေရာမှာရက်လိုက်လိမ့်မယ်ဆိုတာကိုသူသိနေလို့ပါဦးလေးကဒါကိုမြင်တော့နောက်ထပ်ညံတစ်ခုထပ်သုံးလိုက်ပါတယ်သူကရည်ရွယ်ချက်ရှိရေစုပ်ဆက်ကိုဖျက်ဆီးလိုက်ပါတယ်ဒါမှပပူဟာမဖြစ်မနေကားကိုရွှေ့ရလိမ့်မယ်လို့တွေးလိုက်တာပါရေစုပ်ဆက်ကိုပြင်ဖို့အချိန်ကြာနေတဲ့အတွက်ပပူကရုံနောက်ကျနေပါပြီနောက်ဆုံးတော့သူ့ကားကိုထုတ်ပြီးရုံကိုထွက်သွားပါတော့တယ်အခုတော့ပပူနဲ့ဦးလေးကြားကကားရက်နာတဲ့စစ်ပွဲဟာဘယ်ချိန်ထိဆက်ဖြစ်နေမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်